ဟုတ်ပေါ့ပဲခဏခဏစားနေရလို့ပိုးလူကဒီတကဟုတ်ပေါ့လုံစားပဲနဲ့ဟုတ်ပေါ့အိုးနဲ့ပဲခောက်ဆွဲကိုကြော်စားလိုက်မှာပါတခါတည်းပြုတ်တဲ့ဖက်မှာတခါတည်းနဲ့ပဇွန်နေအတီးရွက်တွေခောက်ဆွဲတွေကိုရောပြုတ်လိုက်မှာပဲတခါတည်းဒီတစ်ခေါက်တော့ရန်ခောက်ဆွဲထုတ်လေးကိုစားမှာပါဒီအိုးလေးကနှစ်ဖက်ပါတော့တော်တော်အသုံးဝင်ပါတယ်ပိုးလူဒီအိုးလေးကိုသုံးလာတာ3နှစ်ကျော်ပါပြီအခုထိမပြတ်ပါဘူးအကြာကြီးခံပါတယ်ကိုကအကြီးလည်းမဟုတ်ပါဘူးတေးသေးလေးတယောက်စာလေးဆိုတော့ဆေးရတာလည်းလွယ်ပါတယ်အခုပိုးလူခောက်ဆွဲတွေကြော်နေတဲ့ဘက်မှာလည်းအကင်လဲကင်ထားလို့ရပါတယ်မိုးရွာနဲ့ထမင်းမစားပဲနဲ့ခောက်ဆွဲချင်ဆက်ကြော်လေးစားလိုက်တာအရန်စားလို့ကောင်းပါတယ်